အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီမှာဒီလိုပေါ်ပန်လေးတွေပတိဖောင်းတာเนาะအားမဝင်တာဟို import output မရတာမျိုးတွေအကုန်လုံးလာပြင်လို့ရတယ်เนาะ IC လဲလို့ရတယ်ပတိလဲလို့ရတယ်IC လဲမယ်ဆိုရင်တော့အစားပါเนาะဒီကောင်ပတိလဲမယ်ဆိုရင်ပတိ1000မှတ်တစ်ပြားကိုကျွန်တော်1000ခွဲယူပါတယ်เนาะဒီကောင်လေးတွေဒါလေးဆိုတာ1000မှတ်လေးဒီပါเนาะဒီကောင်လေးကအိမ်ခွန်လေးတွေလိုအပ်တယ်ဆိုလို့ရှိရင်လည်းအိမ်ခွန်လေးတွေကျွန်တော်ရောင်းပေးမယ်เนาะနောက်ပြီးတော့ကျွန်တော်ဒီမှာဒီကောင်လေးတွေလည်းပြင်လို့ရမယ်เนาะဒီကောင်လေးတွေကတော့ဒါ IC ကသူကကောင်တွေကကွစ်ချက် IC လေးတွေကတော့နည်းနည်းရှားတယ်ဗျာเนาะနောက်ပြီးဒီကောင်9336နဲ့လာတဲ့ကောင်လေးတွေဒီကောင်လေးတွေလှုပ်လို့ရမယ်ဒီကောင်လေးတွေဆိုလို့ရှိရင်ဒါဟိုအာမခံတော့ပါเนาะဒီကောင်ဆိုလို့ရှိရင်နောက်ပြီးတော့ဒီကောင်ဆိုလို့ရှိရင်ဒါဒီငုတ်လေးတွေလဲတာပါเนาะအဲကောင်လေးတွေလည်းလဲလို့ရမယ်နောက်ပြီးဒီကောင်ဆိုလို့ရှိရင်တော့ဒါဒီပတိ3000မှတ်ပေါ့3000မှတ်ပတိဆိုလို့ရှိရင်ကျွန်တော်ပတိတစ်ပြားကို1000ခွဲနှုံးနဲ့4000ခွဲကျတယ်เนาะဟုတ်ကဲ့